လူတွေရဲ့အမြင်မှာဘာဘောရင်းကိုကျွန်တော်တို့ကလက်မှုအမှုပညာအဖြစ်မရှိမြင်နိုင်ကြသေးဘူး premium price လို့ပြောလိုက်တာနဲ့ဈေးကြီးတာကိုကျွန်တော်တို့အရင်ဆုံးမြင်ကြတယ်ပေါ့နော်ပြီးတော့စပင်ညှက်ကြတဲ့လူတွေအနေနဲ့ကသူတို့စပင်ကိုကျွန်တော်တို့ရှေးနေစပင်ကိုတူအောင်ညှက်ကြတာမဟုတ်ဘူးအလုပ်ပင်မန်းနေဆိုတာကကိုလုံနေရတဲ့အလုပ်ရဲ့အထိပ္ပယ်ကိုမသိလို့ပင်မန်းတာပေါ့နော်နေမအိမ်ညမအိမ်စူးစမ်းမှုတစ်ခုကနေကျွန်တော်စီမှာပြန်ပြီးတော့ရလိုက်တဲ့ special movement အခိုက်အတန့်မှာမင်္ဂလာပါကျွန်တော်နာမည်ဟိန်းပါကျွန်တော်ကတော့ဘာမန်ဘဘာရှိုးရဲ့ Master ဘာဘာတယောက်ဖြစ်တယ်လို့မြန်မာဘာဘာ Academy ရဲ့အကြောင်းအုပ်တယောက်ဖြစ်ပြီးတော့ဒီနေ့မှာတော့ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အရာတွေကိုဒီ Special Result Talk မှာမျှဝေသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့မြန်မာဘာဘာ Academy ကိုစတင်လာတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီမြန်မာပြည် Barbarian Industry ဒီစံတာလောကကိုကျွန်တော်တို့မြန်မာပြည် level တွေမဟုတ်ဘဲ Asia level တွေမဟုတ်ဘဲဒီကမ္ဘာအဆင့် level ကိုကျွန်တော်တို့မြင့်တင်ဖို့အတွက်ဒီအကြောင်းကိုကျွန်တော်တို့စတင်ခဲ့တာဖြစ်ပါတယ်ဒီနေရာမှာအချက်၃ချက်ရှိပါတယ်ကျွန်တော်တို့ဒီစပင်းရဲ့ပညာနဲ့အတန်မွေးပဲအကြောင်းပြုကြမဲ့လူတိုင်းအတွက်အလောက်ခိုင်ခွင့်လန်းတွေတဦးချင်းဝင်ငွေတွေနဲ့သူတို့ရဲ့နေထိုင်ရက်တည်မှုတွေကိုမြင့်မားလာစေဖို့ကျွန်တော်တို့အဓိကရည်ရွယ်ပြီးတော့ဒီ MBA ကိုကျွန်တော်တို့စတင်ခဲ့တာပါကျွန်တော်ရဲ့ special movement ကိုပြောရမယ်ဆိုတော့နှစ်မျိုးခွဲပြီးတော့ပြောမှာပေါ့နော်ဆိုတော့ပထမအဆုံးဘာဘာတယောက်မှာကျွန်တော်ခံစားရတဲ့ special movement ကတော့ကျွန်တော်ရဲ့ customer ကကျွန်တော်ရဲ့ chair ပေါ်မှာထိုင်ပြီးတော့သူလိုချင်တဲ့ expectation နဲ့ပို့ပြီးတော့ပေးနိုင်တဲ့ပျော်ရွှင်မှုရသွားတဲ့အချိန်မှာကျွန်တော်ကပို့ပြီးတော့ပျော်ရတယ်အဲ့ဒါဘာဘာတယောက်အနေနဲ့ကျွန်တော်ခံစားရတဲ့ special movement တစ်ခုပါဒီ investor တယောက်အနေနဲ့ခံစားရတဲ့ special movement ကတော့ကျွန်တော်ရဲ့ student တွေဒီ industry ထဲမှာအောင်မြင်ပြီးတော့တကယ်ကိုနေရာတစ်ခုရလာတယ်သူတို့အလုပ်ကိုအောင်မြင်တာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့ဝင်ငွေတွေသူတို့ကိုယ်တိုင်ရည်တည်မှုတွေမြင့်မားလာတဲ့ပြင်သူတို့ရဲ့မိသားစုပတ်ဝန်းကျင်အကုန်လုံးပါကျွန်တော်တို့အဆင်ပြေတော့အထောက်ပံ့ပေးနိုင်တဲ့အရာတွေကိုကျွန်တော်တို့မြင်တွေ့ရတဲ့အချိန်မှာဒီအရာလည်းကျွန်တော်ရဲ့ဒီ investor တယောက်အနေနဲ့ခံစားရတဲ့ special movement မှာ MBA ဖွင့်လှစ်တဲ့အချိန်မှာအောင်မြင်ဆုံး special movement တွေကတော့အခုလက်ရှိကျောင်းကကျွန်တော်တည်ထောင်ခဲ့တာကကျွန်တော်တို့၄နှစ်ပြည့်ပြီကျွန်တော်တို့မြန်မာဘာဘာ Academy အနေနဲ့ကဒီ၄နှစ်တာကာလအတွင်းမှာလက်ရှိ1000နီးပါးကျောင်းသားကျွန်တော်တို့ကမွေးထုတ်နိုင်ခဲ့ပြီပါပြီပေါ့နော်အဲ့ထက်မှာကျွန်တော်တို့ကဒီ1000နီးပါးကျောင်းသားမွေးထုတ်ပြီးသွားတဲ့ထက်မှာကျွန်တော်တို့91ရာခိုင်နှုန်းလောက်ကိုကျွန်တော်တို့ကလုပ်ငန်းခွင်တွေထဲမှာကျွန်တော်တို့ရှင်သန်နိုင်အောင်အထောက်ပံ့အများကြီးပေးနိုင်ခဲ့တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ industry ထဲမှာရှိတဲ့ affected ဖြစ်သွားတဲ့အရာတွေပေါ့နော်ကျောင်းစတင်ခဲ့တဲ့အချိန်တွေမှာတော့လာတက်တဲ့ကျောင်းသားတွေအနေနဲ့ခုနကကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်ဒီဘာဘာရင်းနဲ့ကိုစဝင်နေဆိုတာကဘယ်သူမှမွေးလာတဲ့ကကျွန်တော်တို့အသက်ကြီးလာရင်ငါစပင်းညက်မယ်ကွာဆိုပြီးတော့တွေးထားတဲ့လူရှိတာမဟုတ်ဘူးအရွယ်တစ်ခုကိုရောက်လာတဲ့အချိန်မှာပညာရေးတစ်ခုမှမအောင်မြင်တော့၎င်းဒီအရာကိုကျွန်တော်တို့အရွယ်တစ်ခုကိုရောက်လာတော့၎င်းပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီအလောက်ကငါနဲ့အဆင်ပြေပါမလားဆိုပြီးတော့ဝင်လာကြတာများတယ်အဲ့လိုဆိုတော့ပထမဆုံးရောက်လာတဲ့ကျောင်းသားတွေကအဲ့လိုပုံစံမျိုးတွေနဲ့ကျွန်တော်တို့ရောက်လာကြတာကျောင်းစဖွင့်တဲ့ကာလတွေမှာဒါပေမဲ့အခုကျွန်တော်တို့ကျောင်းစတင်ပြီးတဲ့၄နှစ်လောက်အတွင်းမှာအခုနောက်ပိုင်းမှာရောက်လာတဲ့ကျောင်းသားတွေကတော့မတူတော့ဘူးနေရာအမျိုးစုံမှာကျောင်းသားတွေရောက်လာကြတယ်ရည်ရွယ်ချက်ပုံစံမျိုးစုံနဲ့ကျွန်တော်တို့ရောက်လာကြပြီးရင်ကျွန်တော်တို့မြန်မာဘာဘာ Academy ကိုသူတို့ရဲ့အိမ်မက်တွေကိုထုစစ်ပေးနိုင်တဲ့နေရာအဖြစ်ရှုမြင်ပြီးတော့ရောက်လာကြတာပေါ့နော်ဒါကတော့ကျွန်တော်တို့ audience ကနေပြီးတော့ပြောင်းလဲလာတဲ့အောင်မြင်မှုပေါ့နော် special movement တစ်ခုပေါ့နောက်ပြီးတော့ကျွန်တော်တို့နောက်ထပ် special movement တစ်ခုနေရတော့ဒီ industry ထဲမှာရှိတဲ့ကျောင်းတွေပေါ့သင်တန်းကျောင်းတွေပေါ့ကျွန်တော်တို့မြန်မာဘာဘာ Academy မစတင်ခင်တုန်းကအချိန်သင်တန်းကျောင်းတွေနဲ့ကျွန်တော်တို့မြန်မာဘာဘာ Academy စတင်ပြီးနောက်ပိုင်းပြောင်းလဲလာတဲ့အရာတွေကတကယ်ကိုကျွန်တော်တို့ဒီ industry ရဲ့အကောင်းဆုံး special movement နေပဲဖြစ်ပါတယ်ကျွန်တော်တို့ကျောင်းစတင်တဲ့အချိန်မှာကျွန်တော်တို့ရဲ့သွားနေတဲ့အရာတွေကျွန်တော်တို့သင်ကြားပေးနေတဲ့ပုံစံတွေဒီအရာတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့နောက်ပိုင်းကသင်တန်းတွေကကျွန်တော်တို့ဒီအရာကိုအများကြီးပြေးပြီးတော့လိုက်လာကြတာမြင်ရတယ်ပေါ့နော်တကယ်အဲ့ဒါတော့ကျွန်တော်တို့မြန်မာဘာဘာ Academy ဖွင့်လှစ်ပြီးမှထူးခြားတဲ့ special movement တွေပါပဲအမှတ်ရစရာ special movement တွေတော့အများကြီးပေါ့နော်ဒီထဲမှာအထူးခြားဆုံး special movement ကိုကျွန်တော်ရွေးပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Academy မစတင်ခင်မှာတင်ညွှန်းတန်းကိုပြုစုရတဲ့အချိန်ကကျွန်တော်ရဲ့ဘဝမှာအကောင်းဆုံးခံစားရတဲ့ special movement တစ်ခုပါဆိုတော့ဒီတင်ညွှန်းတန်းကိုကျွန်တော်တို့စတင်ဖို့အတွက်ကျွန်တော်ပြင်ဆင်ရတဲ့ကာလအချိန်ကြီးအများကြီးရှိတဲ့ထဲမှာကျွန်တော်ကိုယ်တိုင်ပြင်ဆင်ရတဲ့ကာလ2လရှိတယ်ပေါ့နော်တစ်ခုရှိတယ်အဲ့အတွင်းမှာကျွန်တော်ကဒီ international မှာရှိတဲ့ academy တွေရဲ့syllabus တွေသူတို့ရဲ့ကျောင်းတွေရဲ့သင်ကြားတဲ့ပုံစံတွေသူတို့ရဲ့ course တွေကိုထုတ်တဲ့အရာတွေသူတို့ရဲ့အချိန်တွေကိုကျွန်တော်လေ့လာရတယ်လေ့လာရင်နဲ့ဒီစာအုပ်ကိုပြင်ဆင်နေတဲ့ကာလမှာကျွန်တော်ဒီစာအုပ်ပြင်ဆင်နေတဲ့ကာလမှာကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ကျွန်တော်ရဲ့လေ့လာတဲ့အရာတွေကျွန်တော်မြင်ရတဲ့အရာတွေကျွန်တော်စီမှာမရှိဘဲနဲ့သိလာခဲ့တဲ့အရာတွေပေါ့နော်ဒါကျွန်တော်ဒီစာအုပ်တိဆောက်ပြီးတဲ့အချိန်မှာကျွန်တော်ဖြစ်လာတဲ့ခံစားချက်ကတိဆောက်ပြီးတဲ့အချိန်မှာကျွန်တော်အများကြီးလုံနိုင်ခဲ့တယ်ဆိုတဲ့အရာပြီးရင်ဒီထက်လည်းလုံနိုင်သေးတယ်ဆိုတဲ့ကိုယ့်ကိုယ်ယုံကြည်မှုကလည်းမြင့်တက်လာတယ်ဒါကတော့ကျွန်တော်ဘဝမှာအကောင်းဆုံး special movement တစ်ခုပဲပေါ့နော်နေမအိမ်ညမအိမ်စူးစမ်းမှုတစ်ခုကနေကျွန်တော်စီမှာပြန်ပြီးတော့ရလိုက်တဲ့ special movement အခိုက်အတန့်မှာကျွန်တော် customer တွေနဲ့
special celebration movement တွေကတော့ခဏခဏကျွန်တော်ကြုံခဲ့မှုပါတယ်ကျွန်တော် customer တွေ wedding မဲ့ဖြစ်ပေါ့နော်မစတင်မီမှာကျွန်တော်အချိန်တစ်ခုယူပြီးတော့ consultation လုပ်တယ်ပွဲနေမှာသူတို့ကဘယ်လို dress တွေကိုဝတ်မလဲဘယ်လို dress မျိုးဝတ်မယ်ဆိုလို့ရှိရင်ဘယ်လိုစပင်ပုံစံမျိုးတွေနဲ့ live ဖက်လဲပြီးရင်ပွဲနေမှာဝတ်မဲ့ color တွေပြီးရင် light အရောင်တွေပေါ်မှာကျွန်တော်ကချိန်ဆပြီးတော့တည်တည်ချာချာလေးပြင်ဆင်ပေးဖြစ်ပါတယ်အချိန်အကြီးများတော့ကျွန်တော်ဘယ်ကနေပြောရမလဲတော့မှတ်မိတော့ပေါ့နော်ဒီ special movement တွေကတော့ကျွန်တော်နေတိုင်းကြုံနေရတဲ့အရာတွေပေါ့နော်ကျွန်တော်ရဲ့ customer ကကျွန်တော်ရဲ့ chase ပေါ်မှာရောက်လာပြီဆိုလို့ရှိရင်သူတို့လိုချင်တဲ့ expectation နဲ့ပို့ပြီးတော့ရသွားတဲ့အခါမှာပျော်ရွှင်ရတဲ့ပျော်ရွှင်မှုခံစားရတဲ့အချိန်မှာသူတို့ပျော်ရွှင်တာတဲ့ကျွန်တော်ကပို့ပြီးတော့ပျော်တယ်အဲ့ဒါကြောင့်လဲဒီအလုပ်ကကျွန်တော်ရဲ့နေထိုင်မှုကျွန်တော်ရဲ့ဘဝဖြစ်လာတာပေါ့နော်မြန်မာပြည်ကဘာဘာတွေထဲမှာကျွန်တော်လေးစားတဲ့ role model တွေနဲ့ပြောရမယ်ဆိုတော့ကျွန်တော်တယောက်တည်းတော့ရွေးချယ်ပြောလို့မရဘူး၃ယောက်လောက်ပြောမှရမှာပေါ့နော်အဲ့ဒါတော့ကိုရဲရှိမယ် Harry ရှိမယ်Nora ရှိမယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီနေရာကိုရောက်လာဖို့က10စုနှစ်2ခုနီးပါးလောက်ကြာတယ်ဖြတ်တန်းခဲ့တဲ့ကာလအရင်ကြာတယ်လို့ပြောလို့ရပါတော့ဒါပေမဲ့သူတို့3ယောက်ကတော့အခုလက်ရှိနေရာကိုနှစ်နည်းငယ်တွင်မှာကျွန်တော်တို့တကယ်ကိုအမြန်ဆုံးနဲ့ကျွန်တော်တို့အကောင်းဆုံးနေရာကိုရောက်လာတဲ့ professional တွေဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ role model တွေပါဒါကတော့မြန်မာပြည်က role model တွေပေါ့နော်ဒီ international က role model ဆိုလို့ရှိရင်တော့ကျွန်တော်အရင်ကြိုက်တဲ့လူတစ်ယောက်ရှိပါတယ်အဲ့ဒါတော့ Josh Lumonaka ပါဒီ Mansphere ရဲ့ Academy ရဲ့ founder တစ်ယောက်လည်းဖြစ်ပါတယ်ဒီ realize လုပ်တဲ့ time ကတော့ကျွန်တော်ရဲ့ family နဲ့ပေါ့နော်အဲ့ဒီအချိန်ကတော့ကျွန်တော်မိသားစုကိုကောင်းကောင်းအချိန်ပေးဖြစ်တယ်အဲ့ဒါနဲ့တစ်ဆက်တည်းကျွန်တော်တွေးဖြစ်တာပေါ့နော်ကျွန်တော်တွေ့ခဲ့တဲ့ client အနေနဲ့ကျွန်တော်ရဲ့အကြောင်းသားတွေပေါ်မှာကျွန်တော်ဘယ်လောက်ထိအောင်အကူအညီနိုင်ခဲ့လဲအလုပ်ပင်ပန်းနေဆိုတာကကိုလုပ်နေရတဲ့အလုပ်ရဲ့အထိပ္ပယ်ကိုမသိလို့ပင်ပန်းတာပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တနေ့တာလောက်လာခဲ့တဲ့အရာတွေကိုကျွန်တော်ပြန်တွေးပြီးတော့ကျွန်တော်ဘလို့အထိပ္ပယ်ရှိတဲ့အရာတွေကိုလုပ်ခဲ့လဲဆိုတာကိုကျွန်တော်ပြန်တွေးနေနောက်နေ့အတွက်ကျွန်တော်အင်အားတွေဖြည့်တင်ပါတယ်ကျွန်တော်ကတော့ special အဖြစ်ဆုံး hair style ဆိုလို့ရှိရင်ကျွန်တော်တို့က classic hair style တွေကတော့ကျွန်တော်ရဲ့ special အဖြစ်ဆုံး hair style တွေပါမြန်မာဘာဘာ Academy နဲ့ကျွန်တော်တို့ international level မီတဲ့ကျောင်းတစ်ခုဖြစ်လာဖို့အတွက်ကျွန်တော်စပြီးတော့ပြင်ဆင်ခဲ့ရတော့ကျွန်တော် MBA မဖွင့်ခင်ကာလကိုကျွန်တော်တို့ပြောရမှာပေါ့နော်ပထမဦးဆုံးကျွန်တော်တို့ကမြန်မာပြည်ကိုကမ္ဘာအဆင့်မီဒီကျောင်းတစ်ခုကျွန်တော်တို့ Academy တစ်ခုတည်ဆောက်တော့မယ်ဆိုတော့ဒီကမ္ဘာလုံးမှာအောင်မြင်ဆုံးနေရာတွေကိုကျွန်တော်တို့သွားပြီးတော့လေ့လာရတာပေါ့နော်ကျွန်တော်တို့ပထမဦးဆုံးတည်ဆောက်လာတာက UK က London Barbary School ကကျွန်တော်တို့ရဲ့တင်ယူညွှန်းတန်းတစ်ခုကိုမြန်မာပြည်မှာကျွန်တော်တို့စပြီးတော့တည်ဆောက်လာတယ်အဲ့ဒီစာအုပ်ကမှကျွန်တော်တို့မြန်မာလူငယ်တွေနားလည်တဲ့ပုံစံနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပြင်ဆင်ရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဒီ Asia မှာရှိတဲ့ကျွန်တော်တို့ရဲ့အတိုင်ဝန်တစ်ခုဖြစ်တဲ့ပေါ့နော် Singapore, Vietnam, Thailand, Malaysia မှာရှိတဲ့ကျွန်တော်တို့ educator တွေနဲ့ discuss လုပ်ရတယ်သူတို့ academy စတင်မှုဘယ်လိုမျိုးပြင်ဆင်ခဲ့တဲ့ဆိုတဲ့ဟာတွေကျွန်တော်တို့ချင်းကပ်လေ့လာပြင်ဆင်ပြီးတော့မှကျွန်တော်တို့ဒီအရာအလုံးကိုပေါင်းဆက်ပြီးတော့မြန်မာမှုပြန်ပြုတ်ပြီးတော့မှဒီနေရာကိုကျွန်တော်တို့တင်ယူညွှန်းတန်းတစ်ခုအနေနဲ့ဆွဲပြီးတော့မြန်မာဘာ academy ကိုစတင်ခဲ့တာပါကျွန်တော်ဒီ industry ကိုစဝင်ချင်းမှာကျွန်တော်ကြုံတွေ့ရတဲ့အခက်အခဲကတော့ကျွန်တော်လူတွေရဲ့အမြင်ပေါ့နော်ကျွန်တော်တို့လူတွေရဲ့အမြင်မှာ Barbering ကိုကျွန်တော်တို့ကလက်မှုအမှုပညာအဖြစ်မရှုမြင်နိုင်ကြသေးဘူးဒီအခက်အခဲတွေကပဲကျွန်တော်ပို့ပြီးတော့တန်မာလာစေတယ်လို့ထင်တယ်အောင်မြင်မှုဆိုတာကျွန်တော်တို့ talent တစ်ခုတည်းနဲ့ကျွန်တော်တို့လုပ်ယူလို့မရဘူးစိတ်ရှည်မှုကျွန်တော်တို့စီကံရှိမှုနဲ့အမြဲတမ်းသင်ယူမှုတွေကပဲဒီအရာတွေကိုကျွန်တော်ဖျက်ချော်နိုင်ခဲ့တယ်လို့ထင်ပါတယ်လူတွေက premium price လို့ပြောလိုက်တာနဲ့ဈေးကြီးတာကိုကျွန်တော်တို့အရင်ဆုံးမြင်ကြတယ်ပေါ့နော်ကျွန်တော်တို့ဒီ premium price ကိုပေးနိုင်မှုကျွန်တော်တို့ဘာဘာတွေနဲ့နောက်ကွယ်မှာပြင်ဆင်ခဲ့ရတဲ့အရာတွေကအများကြီးပဲဆိုတော့ကျွန်တော်တို့စီကိုလာပြီးတော့သပင်ညှက်ကြတဲ့လူတွေအနေနဲ့ကသူတို့သပင်ကိုကျွန်တော်တို့ရှေးနေသပင်ကိုတူအောင်ညှက်ကြတာမဟုတ်ဘူးသူတို့ရဲ့ style နဲ့ confidence ကိုလာဝယ်ကြတာပြီးရင်သူတို့ရဲ့ clean look ကိုလာယူကြတာသူတို့ရဲ့ personal branding ကိုကျွန်တော်တို့ခုံမောင်မှာလာပြီးတော့တိစောက်နေကြတာအဲ့အရာဖြစ်တဲ့အတွက်အဲ့အရာနဲ့ထိုက်တန်အောင်ကျွန်တော်တို့ကလေ့ကျင့်ပြင်ဆင်ပြီးတော့ပြန်ပြီးနေကြတာဖြစ်ပါတယ်ဒီချိန်မှာမြန်မာ Barbering industry ကအများကြီးတိုးတက်လာပြီးကျေပြန့်လာပြီလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်2018မှာကျွန်တော်တို့ကမြန်မာပြည်ကိုပထမဦးဆုံးနဲ့အကောင်းဆုံးရောက်လာတဲ့ premium service နဲ့ premium quality ကိုပေးတဲ့ Barman Barber Shop မြန်မာပြည်တဲကိုကျွန်တော်စပြီးတော့ဝင်ရောက်လာတဲ့အချိန်ကအရေးကြီးဆုံးကာလလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်အဲ့ဒီ Barber Shop ကဒီမြန်မာပြည်ကိုစပြီးအခြေချတဲ့အချိန်မှာမြန်မာနိုင်ငံမှာရှိတဲ့ဒီ Barbering industry တစ်ခုလုံးကတကယ့်ကိုကျွန်တော်တို့လှုပ်နှိုးခံလိုက်ရသလိုမျိုးပေါ့နော်ကျွန်တော်တို့အရင်ကတော့ဒီလုပ်ငန်းကိုပုံမှန်ကျွန်တော်တို့အလုပ်တစ်ခုအနေနဲ့လုပ်နေတဲ့နေရာကနေပြီးတော့ဒီလိုမျိုးကျွန်တော်တို့လက်မှုအမှုပညာတစ်ခုအနေနဲ့ဒီလိုမျိုးအလုပ်တွေကိုကျွန်တော်တို့လုပ်လို့ရပါလား premium price တွေနဲ့ကျွန်တော်တို့ premium quality တွေနဲ့ premium service တွေနဲ့ဒီလုပ်ငန်းကိုကျွန်တော်လုပ်လို့ရပါလားဆိုတဲ့အရာကိုကျွန်တော်တို့အကုန်လုံးကမြင်လာတယ်အဲ့ထက်မှလည်းကျွန်တော်အပါဝင်မဲ့ပေါ့နော်အဲ့လိုဆိုတော့အဲ့အရွေးကနေစပြီးတော့ပြုပြင်ပြောင်းလဲလာခဲ့တာဆိုလို့ရှိရင်ဒီ industry တစ်ခုလုံးရဲ့ sign တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အပြင်အစင်တွေရော service တွေရော haircut quality တွေရောအကောင်းမွန်တဲ့အရွေးကိုကျွန်တော်တို့ကမြင့်တက်သွားကြတယ်ပေါ့နော်ပြီးလို့ရှိရင်လည်း2022မှာ
ကျွန်တော်တို့မြန်မာဘာဘာ Academy စတင်ခဲ့ရတဲ့အချိန်ဒီချိန်မှာလည်းကျွန်တော်တို့ဘာဘာရင်းနဲ့ကဒီသင်တန်းကျောင်းတွေရဲ့အရွေးရလဲကျွန်တော်တို့စပြီးတော့ပြောင်းလဲလာခဲ့တယ်ကျွန်တော်တို့သင်ကြားတဲ့သင်ယူညွှန်းနှန်းတွေသင်ယူရတဲ့ပုံစံတွေသင်ထောက်ကူပစ္စည်းတွေသင်ကြားတဲ့ပုံစံတွေကိုကြည့်လေ့လာပြီးတော့မှကျွန်တော်တို့ငါတို့လည်းဒီလိုမျိုးလောက်ရတော့မှာလားဆိုတဲ့အသည့်တွေကိုကျွန်တော်တို့ပွင့်လန်းလာပြီးတော့ကျွန်တော်တို့ဒီ industry ကိုစပြီးတော့ပြောင်းလဲလာခဲ့ကြတာပေါ့နော်ဒါပေမဲ့ဒါဟာကျွန်တော်တို့ကျင့်တဲ့အရွေးတစ်ခုထိတော့မရောက်သေးဘူးဒါကျွန်တော်တို့ခုမှအစပဲလို့သုံးသပ်လို့တော့ရတာပေါ့နော်မြန်မာဘာ Academy ရဲ့ဒီ student တွေကိုပေါ့နော်ကျွန်တော်တို့ဒီစပင်းညက်တာတစ်ခုလေးနဲ့ကျွန်တော်တို့ကျောင်းမှာသင်ကြားပေးတာမဟုတ်ဘဲနဲ့သူတို့ရဲ့ soft skill တွေ hard skill တွေ business mindset တွေကျွန်တော်တို့ဒါကိုကျွန်တော်တို့အရင်ဆုံးတွတ်သွင်းရတာပေါ့နော်ဒီစပင်းညက်တဲ့လောကဆိုတာကအကုန်လုံးဘယ်သူမှမွေးကြတဲ့ကျွန်တော်တို့ကြီးလာရင်ငါစပင်းညက်မယ်ကွာဆိုတဲ့လူကမရှိဘူးအရွယ်တစ်ခုရောက်လာတဲ့အချိန်မှာပညာရေးမှာအောင်မြင်တော့တော်၎င်းဒီအသက်အရွယ်တစ်ခုရောက်လာလို့ career တစ်ခုကို invest လုပ်ကြတော့မယ့်အချိန်မှာဒီလုပ်ငန်းကငါနဲ့ဖြစ်နိုင်ပါမလားဆိုပြီးတော့ဝင်လာကြတာများတယ်အဲ့တော့ကျွန်တော်တို့ကကျောင်းရဲ့ day 1မှာတည်းက Bowering Foundation ဆိုတဲ့အရာကိုကျွန်တော်တို့ကစပြီးတော့တင်ပေးရတာပေါ့နော်ဒီထဲမှာဆိုလို့ရှိရင် Bowering Foundation ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့စပင်းညှက်ဆရာဆိုတာဘာလဲဘာဆိုတာဘာလဲပြီးရင်စပင်းညှက်ဆိုင်နေဆိုတာဘာလဲအဲ့ဒါတွေပြင် professional level တက်လန်းဖို့လိုအပ်တဲ့အချက်လက်တွေကိုကျွန်တော်တို့ကျောင်းရဲ့ day 1မှာတည်းက mindset changes လုပ်ပြီးတော့ကျွန်တော်တို့စတင်ပေးခဲ့ရတာပါဘာမှမှာကျွန်တော်တို့စဝင်ကားပြီဆိုလို့ရှိရင်ဘာမှရဲ့ဘာတွေအနေနဲ့ကဒီကျွန်တော်တို့ရဲ့မြန်မာပြည်ရဲ့ 1% customer တွေကိုကျွန်တော်တို့ service ပေးဖို့အတွက်လုံလောက်တဲ့ quality တစ်ခုကိုကျွန်တော်တို့စပြီးတော့ပထမဦးဆုံးဖြစ်တင်ရတယ်ပေါ့နော်ပထမဦးဆုံးတော့ haircut quality ပေါ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ customer service နဲ့တူ client retention ဆိုတဲ့အရာကိုစပြီးတော့ကျွန်တော်တို့က training လုပ်ပေးပါတယ် client retention နဲ့မှာဆို customer welcome စပြီးတော့လုပ်တဲ့အချိန်ပေါ့နော် welcome ဆိုတော့ကျွန်တော်ဘယ်လိုမျိုးအဆုံးထိအောင်အသုံးချနိုင်မလဲပြီးရင် customer နဲ့ consultation လုပ်တဲ့အပိုင်းတွေ customer နဲ့ relationship တည်ဆောက်တဲ့အပိုင်းတွေအပြင် customer ကို time plan control ကျွန်တော်တို့ဘယ်လိုလုပ်ပြီးတော့မှဒီနေရာကိုကျွန်တော်တို့ customer တွေကျွန်တော်တို့နှစ်တည်းအကြာကြီးကျွန်တော်တို့ရဲ့ chair ပေါ်မှာကျွန်တော်တို့ရဲ့ sign ထဲမှာထိုင်နိုင်ဖို့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ဆောင်အောင်လဲဆိုတဲ့အရာတွေကိုကျွန်တော်တို့အရင်ဆုံး training လုပ်ပြီးတော့မှဒီ service တွေကိုကျွန်တော်တို့အလုပ်လုပ်ရတာဖြစ်ပါတယ်ပထမဆုံးကျွန်တော်မနေ့အိယာစထားပြီးတော့စလုပ်တဲ့အလုပ်ကကိုယ့်ရဲ့ mentally ကိုကျွန်တော် ready ဖြစ်အောင်ကျွန်တော်စပြီးတော့ပြင်ဆင်တယ်ကျွန်တော်တွေးတယ်ပေါ့နော်ဒီနေ့ကျွန်တော်နဲ့တွေ့ရမယ့် client တွေ student တွေရှိတယ်သူတို့ထဲကိုကျွန်တော်ရဲ့ balloon ကိုဘယ်လောက်ထိထည့်ပေးနိုင်လဲဆိုတဲ့အရာကိုကျွန်တော်စတွေးတဲ့အချိန်မှာကျွန်တော်ခုနပြောတဲ့ service mindset ကကျွန်တော်ခေါင်းထဲမှာပြန်ရောက်လာဆိုတော့ဒီတနေ့ကုန်ကျွန်တော်အလုပ်ရမယ့်အရာတွေကိုမနေ့ကနေညအထိကျွန်တော်တို့ time plan တေချာလေးဆွဲပြီးတော့တိတိကျကျပေးနိုင်အောင်ကျွန်တော် mentally ready ဖြစ်အောင်ကျွန်တော်ပြင်ဆင်ပါတယ်စူးစမ်းပါတယ်ကျွန်တော်ရဲ့ကျောင်းမှာရောက်လာပြီးတော့ကျွန်တော် day 1ကနေပေါ့နော်စပြီးရောက်လာတယ်ဆိုလို့ချင်းကျွန်တော်အမြဲတမ်းတွေးပြတာတစ်ခုရှိတယ်ဒီနေရာကိုသူတို့ရောက်လာကြတဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့လိုဆိုတော့သူတို့ရဲ့အိမ်မက်တွေကိုဖြည့်ဆည်းပေးဖို့ကျွန်တော်ဘယ်လောက်ထိကူညီနိုင်မလဲဆိုတော့လည်းကျွန်တော်အမြဲတမ်းတွေးတယ်ပေါ့နော်ကျွန်တော်တို့ကျောင်းမှာကျွန်တော်တွေမကဘူးကျွန်တော်တို့ကျောင်းထဲမှာပါဝင်ပတ်သက်နေတဲ့ဆရာတွေအကုန်လုံးကလည်းဒီအရာကိုသိတယ်ဒီမြန်မာဘာ Academy ကိုရောက်လာဖို့ကလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးအဲ့ဒီအရာတွေနဲ့ထိုက်တန်တဲ့အရာတွေကျွန်တော်တို့ပြန်ပြီးနိုင်အောင်ကျွန်တော်တို့ဘယ်လိုပြင်ဆင်ကြမလဲဆိုတော့ကျွန်တော်တို့ဒီကျောင်းလေးကိုစဝင်လာပြီဆိုလို့ရှိရင်သင်ကြားရေးပိုင်းတွေမဟုတ်ဘဲနဲ့တကယ်လို့ sign တွေဖွင့်ကြမဲ့ plan ရှိတဲ့ student တွေဆိုလို့ရှိရင်လည်း sign ဖွင့်မယ်ဆိုလို့ရှိရင်ဒီ sign ရဲ့ operation run နဲ့အရာတွေအကုန်လုံးကိုကျွန်တော်တို့တည်တဲ့မြကျွန်တော်တို့နားလည်တဲ့မြအကြံဉာဏ်တွေကိုအများကြီးပေးဖြစ်တယ်ပြီးလို့ရှိရင် sign ဖွင့်မယ်ဆိုလို့ရှိရင်ပဲဖြစ်ဖြစ်ဒီ sign ဒီ sign မှာကျွန်တော်တို့ဝင်ပြီးတော့ experience ယူမှာပဲဖြစ်ဖြစ်ဘလို့အရာတွေကိုကျွန်တော်တို့ပြင်ဆင်သင့်တယ်ဘလို့အရာတွေကိုကျွန်တော်တိတိကျကျလှုပ်ဆောင်ရမလဲဆိုတဲ့အရာကိုကျွန်တော်တို့အပါဝင်ကျွန်တော်တို့ဆရာတွေအကုန်လုံးကဒီအရာကိုဝိုင်းဝန်းပြီးတော့အကြံဉာဏ်ပေးဖြစ်တယ်ပေါ့နော်ဆိုတော့အခုလက်ရှိဆိုလို့ရှိရင်မြန်မာပြည်ထဲမှာကျွန်တော်တို့အကောင်းဆုံး barber shop တွေမှာလည်းကျွန်တော်တို့ရဲ့ student တွေရှိတယ်ပြီးတော့ကျွန်တော်တို့ရဲ့ကျောင်းသားတွေအနေနဲ့လည်းကိုယ်ပိုင် sign တွေဖွင့်ကိုယ်ပိုင်ကျောင်းတွေဖွင့်ပြီးတော့အောင်မြင်နေရတာကိုတွေ့တော့ကျွန်တော်အနေနဲ့အရန်ခုံယူရလို့ဒါကလည်းကျွန်တော်ရဲ့ special moment တစ်ခုပါပဲဒီ brand တစ်ခုကြားထဲမှာမျှတအောင်ဘယ်လို management လုပ်လဲဆိုတော့ပထမဦးဆုံးမနေ့ကျွန်တော်တို့စပြီးတော့ MBA ကိုစရောက်ပြီဆိုလို့ရှိရင်ကျွန်တော်အပါဝင်ကျွန်တော်တို့ရဲ့ team ကျွန်တော်တို့ရဲ့ဆရာတွေကကျွန်တော်တို့ရဲ့ student တွေရဲ့သင်ကြားရေးပိုင်းကိုကျွန်တော်တို့တာဝန်ယူရတယ်အဲ့တော့ကျွန်တော်တို့က hackers K မဟုတ်တော့ဘဲနဲ့သူတို့ရဲ့မျှော်လင့်ထားတဲ့အရာတွေသူတို့ရဲ့ရည်ရွယ်ချက်တွေသူတို့ရဲ့အိမ်မက်တွေကိုကျွန်တော်တို့ဖြစ်တင်ပြီးဖို့ကျွန်တော်တို့ကကြိုးစားရတယ်ပြီးပြီဆိုလို့ရှိရင်ဘာမှန်ကိုပြန်ရောက်တဲ့အချိန်မှာလည်းဘာမှန်ရဲ့ quality နဲ့ကိုက်ညီတဲ့အရာတွေကိုပေးနိုင်ဖို့ပေါ့နော် hacker quality တွေပြီးရင် customer service တွေ shoot out ဘောင်းဆောင်ကကြည့်လိုက်ပြီဆိုလို့ရှိရင်ဟာကွက်မရှိဘဲနဲ့လွတ်မနေအောင်ကျွန်တော် management လုပ်ရပါတယ်မွေးရပါရမီပါလာတဲ့လူတွေနဲ့ဘာမှမပါဘဲနဲ့အရန်စူးစမ်းတဲ့လူနှစ်ဦးကိုပြောမယ်ဆိုလို့ချင်းပထမဆုံးမွေးရပါရမီပါလာတဲ့လူကတော့အစာပိုင်းမှာကျွန်တော်တို့လွယ်ကူတယ်တင်ယူရတာမြန်လဲမြန်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းဘာမှမပါလာဘဲနဲ့ဒီဆိုင်မစူးစမ်းနေတဲ့သူတွေကြတော့သူတို့ကမေးတယ်အမားကိုမေးတယ်အမားကိုပြင်ဆင်တယ်ထက်ခါတည်းလဲကျွန်တော်တို့စူးစမ်းရတယ်အဲ့လိုဆိုတော့သူတို့အနေနဲ့အဲ့လိုမျိုးထက်ခါနဲ့ကျွန်တော်ပြင်ဆင်စူးစမ်းလာတဲ့အခါမှာကျွန်တော်အချိန်တစ်ခုရောက်လာတဲ့အချိန်မှာကျွန်
ကျွန်တော်တို့မယုံကြည်နိုင်လောက်အောင်ပြောင်းလဲသွားတယ်ပေါ့နော်ဆိုတော့ကြတော့ကျွန်တော်အဖေကတော့ရှင်းပါတယ်မွေးရပါ talent ပါလာတဲ့လူနဲ့ကျွန်တော်တို့ဘာမှမပါဘဲနဲ့တစ်ဆိုင်မမတ်စူးစမ်းလာတဲ့လူဆိုလို့ရှိရင်တော့ဘာမှမပါဘဲနဲ့တစ်ဆိုင်မမတ်စူးစမ်းလာတဲ့လူကတော့ပို့ပြီးတော့ရည်ရှိမှအောင်မြင်နိုင်ပါတယ်အောင်မြင်သွားမှာဖြစ်ပါတယ်talent ကတော့ကျွန်တော်မွေးရပါဖြစ်ပေမဲ့ဒီ excellence ကတော့ကျွန်တော်တို့ရဲ့နေ့စဉ်ရွေးချယ်မှုပဲဖြစ်ပါတယ်ဒီ industry တွေကိုကျွန်တော်တို့ဝင်လာမဲ့လူတွေကိုကျွန်တော်အကြံပေးစကားပြောရမယ်ဆိုရင်တေချာတာကကျွန်တော်တို့ရဲ့လုပ်ငန်းက AI နဲ့အစားထိုးလို့လုပ်လို့ရတဲ့လုပ်ငန်းမဟုတ်ဘူးပြီးလို့ချင်းကျွန်တော်ဒီ industry ကိုဝင်လာဖို့ကိုကဘာ background မှာရှိစရာမလိုပြီးရင်ကိုယ့်ရဲ့ပညာရေးမှာလည်းဘာမှကြီးကြီးမားမားရှိစရာမလိုအဓိကကိုယ့်ရဲ့လုံနိုင်စွမ်းကိုယ့်ရဲ့သင်ယူခြင်းစိတ်နဲ့ကိုယ့်ရဲ့စီကံပေါ်မှာပဲမူတည်ပြီးတော့ကိုသွားခြင်းတဲ့နေရာကိုကျွန်တော်တို့တန်တမတ်မတ်ရှောက်အောင်ရှောက်လို့ရတဲ့ industry တစ်ခုဖြစ်ပါတယ်ကျွန်တော်ဒီ barbering ကလက်မှုအနုပညာဖြစ်တဲ့အတွက်အားသာချက်တွေအများများတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လူတွေရှိနေသမျှကျွန်တော်တို့စပင်တွေကညှက်နေရမှာပဲပြီးလို့ချင်းကျွန်တော်တို့ရဲ့လုပ်ငန်းကနေရာမရွေးဘူးပေါ့နော်ကျွန်တော်တို့အိမ်မှာလည်းကျွန်တော်တို့စတင်လို့ရတယ်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့မြို့ထဲမှာအပြင်တခြားကျွန်တော်တို့ရောက်နေတဲ့နိုင်ငံမှာကျွန်တော်တို့ဒီအလုပ်ကိုကျွန်တော်တို့လုပ်ခွင့်ရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့အားသာချက်ပေါ့အဲ့လိုဆိုတော့ဒီ industry ကိုဝင်လာခြင်းတဲ့လူတွေအနေနဲ့ကတွေးနေတာရှိလိမ့်မယ်ပေါ့ကို့မှာ talent မရှိလို့စိတ်ပူနေတာမျိုးလည်းရှိရင်ရှိလိမ့်မယ်ဆိုတော့ဒီ talent တစ်ခုတည်းနဲ့ကျွန်တော်တို့ဒီဟာကိုအောင်မြင်နိုင်တာမဟုတ်ဘူးကိုယ့်ရဲ့ထက်ခါလုပ်နေတဲ့ standard တစ်ခုကြောင့်ပဲဒီအောင်မြင်မှုကိုကျွန်တော်ရယူနိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ talent မရှိလဲကျွန်တော်တို့စိတ်မပူပါနဲ့ကိုယ်မှာတကယ်ရည်ရွယ်ချက်ကောင်းနဲ့ဆုံးဖြတ်ချက်ခိုင်ရှိတယ်ဆိုလို့ရှိရင်ဒီ industry ကိုဝင်ဖို့ကျွန်တော်အကြံပြုချင်ပါတယ်ဒါလျှို့ဝှက်ချက်လို့လည်းပြောလို့ရမလားတော့မသိဘူးပေါ့နော်အောင်မြင်မှုဆိုတဲ့အရာကိုကျွန်တော်တို့တိဆောက်ဖို့ကကျွန်တော်တို့ကဒီတနေ့တည်းနဲ့တော့မဖြစ်နိုင်ဘူးမနှက်ပြန်လည်းမဖြစ်နိုင်ဘူးကျွန်တော်တို့အချိန်တစ်ခုယူရတယ်အဲ့လိုဆိုတော့ကျွန်တော်ရဲ့လျှို့ဝှက်ချက်ကတော့ဒီအကောင်းတဲ့အရာတွေကိုနည်းကျွန်တော်ထက်ခါနေတိုင်းလုပ်နေတဲ့ဟာလို့ကျွန်တော်ပြောချင်ပါတယ်ဒီ special result talk ကိုကြည့်ရှုနေကြတဲ့သူတွေဒီ barbering ကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ကဒီအစီအစဉ်ကိုကြည့်ရှုပြီးတော့ inspire ဖြစ်စရာတစ်ခုကိုရယူသွားနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်အိမ်မက်တွေကိုယုံကြည်ပါကိုယုံကြည်ပါပြီးရင်မရက်ဖက်နဲ့ဆက်လျှောက်ပါဒါဆိုရင်တော့နေ့ရက်တိုင်းမှာကိုယ့်ရဲ့ special movement တွေကိုပိုင်ဆိုင်နိုင်ပါလိမ့်မယ်